ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်သွန်ဆိုင်ကာတွန်း channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးဖွင့်ပြီးကြည့်ပေးကြဖို့တောင်းဆိုလိုက်ပါရစေ။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ကာတွန်းပုံမြင်လေးကတော့ကာပနာဟာအစားအသောက်တွေကိုမိဖို့ချောင်မှာချက်ပြုတ်နေပါတယ်။သူမရဲ့ရောက်ခမဖြစ်သူကာမနီရောက်လာပြီးနောက်ပြောပါတယ်။ကာပနာအစားအသောက်တွေစနေဖြစ်ပြီဆိုရင်နေ့အဖေနဲ့ငါစားဖို့အင်ကန်လေးကိုယူလာပြီးနော်ငါတို့ညောင် TV ကြီးနဲ့စားမလို့ဟုတ်ကဲ့ပါမေကာပနာဟာအမြန်မဲချက်ပြုတ်လိုက်ပါတယ်ဒီနောက်ပကံတစ်ခုကိုသူမရဲ့ရောက်ခမစီကိုအရင်ပို့ပေးပါတယ်ကာပနာရဲ့ရောက်ကြီးဖြစ်သူဒီရက်စ်ကပြောပါတယ်သမီးစားစရာတွေယူလာပြီလားအဖေဗိုင်ယန်းစာနေတာပြီးတော့ဒီကနေ့ရုပ်ရှင်ကလည်းဒီနေ့လာမှအဲ့ဒါကြောင့်အဲ့ဒါကိုထားပြီးထွက်မလာခြင်းဘူးစားစရာတွေပေးပြီးနောက်ကပနာဟာမိဖို့ကြောင့်ကိုပြန်သွားခဲ့ပါတယ်ကပနာရဲ့ရောက်မဖြစ်သူရှေ့ပါဟာသူမကိုလမ်းခေါ်လိုက်ပါတယ်ရောက်မကပနာသမီးမြန်ယူခဲ့ပါကျမဒီမှာ project တစ်ခုလုပ်နေလို့ဒီမှာပဲစားလိုက်တော့မယ်ဟုတ်ကဲ့လာပါပြီရောက်မလေးအဲ့ရပေါ်မှာထားခဲ့လိုက်နော်ကျမ project လုပ်ရင်စားလိုက်မယ်ကပနာဟာသူမရောက်မရဲ့သမင်းကိုချပြီးပြီးဖို့ကြောင့်ကိုထွက်လာခဲ့ပါတယ်သူမနောက်ထပ်စားစရာတွေထပ်ယူလာခဲ့ပြီးသူမရဲ့မက်ဖြစ်သူနီးရှက်အခန်းကိုယူသွားပေးရပါတယ်သူဟာအဲ့ရပေါ်မှာထိုင်ရင်သူ့ရဲ့ laptop ကိုပဲအာရုံစိုက်နေပါတယ်ဒီလိုနဲ့ကပနာကပြောပါတယ်မက်လေးအမမေကိုဘယ်နှခါပြောရမလဲဘယ်သူမှအဲ့ရပေါ်မှာထမင်းမစားကြဘူးဘယ်သူမှငါပြောတာဆိုနားမထောင်ကြဘူးအနည်းဆုံးတော့ထမင်းစပွဲပေါ်မှာထမင်းစားတဲ့နဲ့ကပနာဒါကဘာမှမဖြစ်ပါဘူးဘာပဲဖြစ်ဖြစ်ရုံးကအလုပ်လေးနည်းနည်းကြံသေးလို့ပါဒါကြောင့်ဒီမှာပဲစားလိုက်မယ်ဒီအချိန်မှာပဲသူမရဲ့သမီးဖြစ်သူပရီရကရောက်လာပြီးပြောပါတယ်အမေအဖေကထမင်းကိုအခန်းထဲမှာယူလာဖို့မှာလိုက်တယ်ပြီးတော့သမီးလည်းလူတို့နဲ့အဲ့ရထဲမှာကစားနေတာဒါကြောင့်သမီးတို့အတွက်ထမင်းကိုအိတ်ခမ်းထဲယူလာပေးပါနော်ကာဗနာဟာယောက်ျားဖြစ်သူနဲ့သမီးဖြစ်သူတို့ရဲ့ထမင်းကိုအိတ်ခမ်းထဲယူလာပေးခဲ့ပါတယ်အခန်းထဲကိုရောက်တော့အစားအစာတွေချပေးပြီးယောက်ျားဖြစ်သူကိုပြောပါတယ်အနည်းဆုံးတော့ရှင်အိတ်ရပေါ်မှာထမင်းမစားသင့်ဘူးကျမသမီးလည်းရှင်တို့ကိုကြည့်ပြီးအတူယူမနေပြီဒါပေမဲ့ဘရီဂျစ်ဟာကာဗနာရဲ့စကားကိုဂရုမစိုက်ခဲ့ပါဘူးအဲ့ရပေါ်မှာစားခြင်းဟာဆင်းရဲတဲ့ကြောင့်ကာဗနာသိပါတယ်ဒါကိုပဲသူမရဲ့မိသားစုတွေကိုရှင်းပြပေးမယ်ဘယ်သူမှနားမထောင်ခဲ့ကြပါဘူးအချိန်နဲ့ကိုလိုနာပြီးနောက်ကပနာရဲ့မက်ဖြစ်သူနီရှာအဗနီလို့ခေါ်တဲ့မိန်းကလေးနဲ့လက်ထပ်ဖို့စီစဉ်ခဲ့ပါတယ်တဖြည်းဖြည်းနဲ့နှစ်လကြာမြင့်သွားတဲ့အခါမှာတော့အဗနီဟာနီးစ်နဲ့လက်ထပ်လိုက်ပါတယ်လက်ထပ်ပြီးနောက်အဗနီဟာသူမရဲ့ရောက်ခမဖြစ်သူအိမ်ကိုရောက်ရှိလာခဲ့ပါတယ်နောက်တနေ့သူမနူးလာတဲ့အခါမှာတော့မိဖို့ကြောင့်ကိုတားခဲ့ပါတယ်ကာပနာဟာသူမကိုကြည့်ပြီးပြောပါတယ်လာအဗနီတောင်းပန်ပါတယ်အမကျမအိယာထားနောက်ကျသွားတယ်ရပါတယ်အဗနီကျမဟင်းတွေချက်ပြီးသွားပြီဟင်းတွေချပေးရတော့မယ်နင်လည်းအခန်းတိုင်းကိုထမင်းပကံနေလိုက်ချပေးရမယ်ဘာလို့လဲအမအိမ်သားတွေကဒီကထမင်းစပွဲပါမစားကြဘူးလားဟဲ့ဒီကလူတွေကသူတို့ရဲ့အိတ်ခမ်းသူတို့ရဲ့အိယာပေါ်မှာပဲထမင်းစားတတ်တဲ့အကျင့်ရှိတယ်ဒါပေမဲ့အမကျမအမေဆိုအိယာပေါ်မှာအစားမစားဖို့အမြဲပြောလို့ရှိတယ်အိယာပေါ်မှာထမင်းစားတာဆင်းရဲတတ်တယ်တဲ့ငါသိတယ်ငါ့အိမ်ကလူတွေကိုအချိန်ပေါင်းများစွာရှင်းပြပြီးပြီဒါပေမဲ့ဘယ်သူမှနားမထောင်ကြဘူးဘာပဲဖြစ်ဖြစ်ပါဘာလို့နောက်ကြတော့မယ်ဒီဟင်းပွဲတွေကိုအမြန်ယူသွားတော့အခုအာဗနီဟာအားလုံးရဲ့ထမင်းပကံတွေကိုတစ်ခုချင်းစီလိုက်ပို့ပေးပါတယ်ဒါပေမဲ့အားလုံးရဲ့အိယာပေါ်မှာစားကြတာကိုမြင်တော့အာဗနီဟာစိတ်တိုင်းမကျခဲ့ပါဘူးရတဲ့တစ်ပတ်ခန့်ကြာမြင့်သွားတဲ့အခါမှာတော့အာဗနီဟာမိဖို့ကြောင့်ရှေ့ရထမင်းစပွဲကိုတန်ရှင်းလိုက်ပါတယ်ဒီနောက်အားလုံးအတွက်ထမင်းဟင်းတွေကိုတည်ခင်းထားလိုက်ပါတယ်ဒီနောက်မှာတော့သူမဟာရောက်ခမဖြစ်သူရဲ့အခန်းကိုအရင်သွားလိုက်ပါတယ်ပြီးတော့ပြောလိုက်ပါတယ်အမေနဲ့အဖေကျမအစားအသောက်တွေထပ်ပြုတ်လို့ပြီးပြီထမင်းစပွဲမှာအားလုံးပြင်ထားတယ်ဒီနေ့အားလုံးအတူတူစားရင်ကောင်းမလားလို့တွေးနေတာအဲ့ဒီမှာပဲအတူထိုင်ပြီးစားရအောင်နော်တမီးရေအဖေတို့ထမင်းစပွဲမှာအတူစားပါမယ်ဒါပေမဲ့ဒီနေ့တော့အဖေဒူးရမ်းလာနေလို့ထမင်းဟင်းတွေကိုဒီကိုပဲယူပေးခဲ့ပါကွယ်ပြီးတော့အာဗနီအမေရဲ့အကြိုက်ဆုံးဇလန်းတွဲလာနေလို့အမေတို့မလာနိုင်သေးဘူးဒါကြောင့်အမေတို့ဒီကိုပဲလာဖို့ပေးလိုက်ပါနော်ဒါကိုတွေးခဲ့ရတဲ့အာဗနီဟာအရန်ကိုစိုးရိမ်သွားခဲ့ပါတယ်ဒါကြောင့်သူမကိုသူမပြောလိုက်ပါတယ်တူတူရဲ့အိယာပေါ်မှာအစားစားတဲ့အကျင့်ကိုငါပြင်မင်းမှဖြစ်တော့မယ်နောက်တနေ့မနက်မှာတော့အာဗနီဟာဘုန်းတော်ကြီးကိုခေါ်လိုက်ပါတယ်အိမ်မှာဆွတောင်းပွဲလုပ်ဖို့စီစဉ်လိုက်ပါတယ်ဒီနောက်မှာတော့အာဗနီဟာသူ့ရဲ့လင်ညီမနဲ့ရောက်ခမကိုပြောပါတယ်အမေဒီနေ့ကျမအိမ်မှာဆွတောင်းပွဲအသေးလေးစီစဉ်ထားတယ်ညနေပိုင်းကျရင်ဘုန်းတော်ကြီးလာလိမ့်မယ်အိမ်နီးနားမိမတချို့လည်းခေါ်မယ်ပြီးရင်ဘုန်းတော်ကြီးကဆွတောင်းပေးလိမ့်မယ်ကျမတို့ပရာစာတန်ကိုဖျက်ဝေပေးရမယ်ဒါကကျမတို့ရဲ့ပြဿနာအဆုံးလေးကို
ဟဲရှားပေးလိုက်မယ်ကျမတို့ရဲ့ကိုယ်ရေးအချက်အလက်တွေအမှန်တရားတွေကိုဘုန်းတော်ကြီးကိုအားလုံးပြောပြပြီးပြီသူညနေကျရင်လာလိမ့်မယ်အိုးသမီးရဲ့ကောင်းတဲ့အလုပ်ပဲဘာပဲဖြစ်ဖြစ်အိမ်မှာဆူတောင်းမလို့ရတာလည်းရက်အတော်ကြာပြီဟုတ်ကဲ့ပါဗီဒီယိုလေးကိုဆက်မကြည့်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးတော့ကိုတောင်းဆိုလိုက်ပါရစေရှင်ညနေရောက်ရှိသွားတဲ့အခါမှာတော့ဘုန်းတော်ကြီးရောက်ရှိလာခဲ့ပါတယ်ရှေးဦးစွာဖျားရှိခိုးခြင်းပြီးသွားပြီးရဲ့နောက်မှာတော့ဘုန်းတော်ကြီးကိုမိဖို့ဆိုပါတယ်ဘုန်းတော်ကြီးကလူတိုင်းကိုအိယာပေါ်မှာစားစားခြင်းဒုက္ခအကြောင်းကိုပြောပြပါတယ်မျိုးကောင်းသမီးတို့ဒီနေ့ခေတ်မှာကျွန်တော်တို့ရဲ့နေထိုင်မှုပုံစံတွေပြောင်းလဲနေပြီးအိယာပေါ်မှာစားစားတဲ့အကျင့်တွေပေါ်လာတယ်ဒီနေ့တော့အားလုံးကိုအသိပေးခြင်းပါတယ်အိယာပေါ်မှာစားစားတာနှစ်ဖျားမလက်ရှမီကိုထောထားထွက်စီတယ်ပြီးတော့အဲ့ဒီလိုအိမ်ဟာဆင်းရဲတတ်တယ်အားလုံးဟာဂေရုစိုက်နဲ့နားထောင်နေကြပါတယ်ဖုန်းတော်ကြီးကလည်းအိယာပေါ်မှာအစားစားခြင်းကဆင်းရဲတတ်တဲ့အကြောင်းကိုပြောပြပါတယ်အာဗနီရဲ့မိသားစုအနေအားလုံးဟာအိယာပေါ်မှာစားစားခြင်းဟာမှားယွင်းနေကြောင်းကိုခံစားသိရှိလာခဲ့ပါတယ်ဖုန်းတော်ကြီးထွက်သွားပြီးရဲ့နောက်အာဗနီရဲ့ရောက်ကတိပိသူကပြောပါတယ်အာဗနီနဲ့ကယ်ပနာအဖေတို့ကိုခွင့်လွှတ်ကြပါဒီနေ့ဖုန်းတော်ကြီးပြောတာကိုကြားပြီးအဖေအမြင်မှန်ရသွားပြီအိမ်မှာငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုရှိရဲဆိုတာမှန်ပါတယ်ဒါပေမဲ့ချမ်းသာမှုတော့မရှိပါဘူးဘရီဂျစ်နဲ့ရူဟန်တို့တိစောက်နေတဲ့ဖခင်ကြောင့်ငါတို့ရဲ့ပျော်ရွှင်မှုရလက်မဟုတ်ပါစေနဲ့ဟုတ်တယ်ချွေးမတို့ဒီရက်ပြောတာမှန်တယ်ငါတို့အမေအမြဲပြောတာမမိသေးတယ်အဲ့ရပေါ်မှာထမင်းစားရင်ဆင်းရဲတတ်တယ်ဒါပေမဲ့တီဗီချင်းအပန်းဖြေတတ်တဲ့အချင်းကပေါ်ရုံမှုဖြစ်စေတယ်ဒါကြောင့်ငါဒီအကြောင်းကိုလုံးဝမေ့နေခဲ့တာဒီလိုစူတောင်းချင်းတမထအနေနဲ့ငါတို့ချီးမားတဲ့ဂျေစုပြုလိုက်တာပဲစိတ်မပူပါနဲ့အခုကျမတို့လုပ်ခဲ့တာတွေကအရေးမကြီးပါဘူးအရေးကြီးတာကဒီနေ့ကစပြီးဘာလို့မလဲဆိုတာကိုပဲအဲ့ဒီညမှာပဲအိမ်မှာကြီးမားတဲ့ပြောင်းလဲမှုဖြစ်ပေါ်လာခဲ့ပါတယ်အာဗနီနဲ့ကပနာတို့ဟာထမင်းစပွဲကိုအမြန်မဲ့တန်ရှင်းလိုက်ကြပါတယ်ပြီးနောက်ထမင်းဟင်းတွေကိုစပွဲပေါ်မှာပဲတက်ခင်းလိုက်ပါတယ်အရင်ဆုံးဒီရက်နဲ့ကာမနီတို့ဟာသူတို့အခန်းထဲကထွက်လာခဲ့ကြပါတယ်သူတို့ဟာထမင်းစပွဲကိုပဲဥတီတွားခဲ့ကြပါတယ်သမီးအာဗနီဒီမှာထိုင်ပြီးစားတော့ခြင်းကအမှန်တကယ်ငြိမ်းချမ်းစေမယ်ဒီနေ့ကစပြီးတီဗီပိတ်လိုက်ပြီးအတူတူထမင်းစားကြတာပေါ့ဒီနောက်မှာတော့ရှီလ်ပါဘရီဂျစ်ရိုဟန်နဲ့နီးစ်တို့ဟာချက်ရွတ်နေခဲ့ကြပေမဲ့ထမင်းစပွဲပေါ်မှာအတူတူလာထိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဘရီယန်ကလည်းသူမမိဘတွေနဲ့အတူထမင်းစားရတာကိုပျော်ရွှင်နေခဲ့ပါတယ်ဒါကတမိသားစုလုံးအိမ်မှာအတူထမင်းလက်ဆောင်စားကြတာပါအားလုံးမူကျင့်ကောင်းကောင်းနဲ့ထမင်းစားခြင်းကိုအိမ်ရဲ့စီကံချက်အသေးအဖြစ်သတ်မှတ်လိုက်ပါတယ်တဖြည်းဖြည်းနဲ့မကြုံစဘူးအပြုတ်သဘောဆောင်မှုတွေလည်းရှိလာခဲ့ပါတယ်အိမ်ထဲမှာလည်းစီးလုံးညီညွတ်မှုလီလူတွေပြန့်လွင့်နေပါတယ်မိသားစုဝင်တဦးနဲ့တူထမင်းစားနေစဉ်အချင်းချင်းစကားစမြည်ပြောခြင်းကမိသားစုဆက်ဆံရေးကိုပုံမခိုင်နေစေပါတယ်။ရဲ့အနေနဲ့ကြာရတဲ့အခါမှာတော့ရူဟန်ရဲ့အရင်တတိကသူ့ကိုလာစာနှစားတိုးပေးမယ်ကြီးကြပ်ရေးမှုရာတို့အတွက်ခေါ်နေကြောင်းကိုသိရှိလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲဘရီဂျစ်ဟာလည်းရုံးအတွက်အရေးကြီးတဲ့ project တစ်ခု promotion တစ်ခုကိုရရှိခဲ့ပြီးသူအပြည့်အဝအောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ bonus တွေလည်းရရှိခဲ့ပါတယ်။ပိုင်ရှင်ကပြောတယ်အခုကျွန်တော်နဲ့နာမှာမတူညီတဲ့ယုံကြည်ခြင်းနဲ့ညီညွတ်မှုတွေကိုမြင်ရတယ်တဲ့။ဒါတွေအားလုံးကအာဗနီရဲ့အတွေးခေါ်ကြောင့်ပဲ။ပြီးတော့လက်ရှမီရဲ့ကောင်းကြီးတွေကြောင့်ရောပဲ။အခုတော့ကောင်းတဲ့ဆန်လုံးတွေနဲ့အစားအသောက်ကိုလေးစားခြင်းဟာအိမ်တိမ်အိမ်ရဲ့တကယ်ကောင်းကြီးတွေဖြစ်တယ်ဆိုတာကိုမိသားစုဝင်တွေဟာနားလည်လာပါတယ်။အဲ့ရပေါ်မှာတမင်းစားတတ်တဲ့ရောက်ခမကိုသူမရဲ့တင်ငိမ်အသိဉာဏ်ရှိရှိနဲ့ညီလန်းမှန်ကိုပြသပေးနိုင်ခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။ channel လေးကို like and subscribe လုပ်ပေးတော့ဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါဦးမယ်။ကျေးဇူးတင်ပါတယ်ရှင်။